မောင်လေးပုံမီနာထောင်မယ်မလား နားထောင်မှာပေါ့အဲ့အကြောင်းမဆိုင်မြင်ပြန်လှုပ်ထားတယ် ကောင်းပါပြီဒီချန်ထောင်နော်ဟုတ်ပြီညသူတို့ရေတကုံကနေပြန်လာကြပြီးနောက်မှာအဖာလေးကကူကိုစကားပြောနေတာပေါ့စကားပြောနေတာဆိုတာထက်ရင်ဖွင့်ကူညီတောင်းနေတာပေါ့ကွယ် ကူရေငါတို့ကတော့ကူညီမလား အေးပြောတယ်အဖိုင် ဒီလိုကူရဲ့ဒီတော့တော့ငါနဲ့ငါမနဲ့ရောက်လာခဲ့ကြတာကွာတော့ရမှာလေးပြန်လက်ဖက်ရင်းနဲ့ငါတို့မောင်နှမနဲ့ရောက်ကွဲသွားတာအမကြီးလေးပြန်ရလှလိုက်တာကျွန်တော်အကောင့်ထဲနဲ့တော့ဖမ်းရအောင်လေ မမဟိုပြောင်လေးဖမ်းပေးပါ ဟုတ် အဲ့လိုနဲ့အဖာလေးကသူနဲ့သူ့မကြောင့်ကူကိုနောက်ကျပြန်ပြီးပြောပြနေရပေါ့ အဲ့ဒီအဲ့လိုပဲငါတို့မောင်နှမနဲ့ရောက်ကွဲသွားတာငါမနဲ့ကြောင့်ငါမောင်ရှာခြင်းနဲ့ မင်းတယောက်တည်းရှာရင်လမ်းပြောက်နေမယ်ငါပါဝိုင်းရှာရင်မယ် ဒီလိုနဲ့ပဲမနေ့ကျရင်အဖာလေးရဲ့အမကိုရှာဖို့ဆုံးဖြတ်လိုက်ကြပြီးနှစ်ယောက်သားအဲ့ရဝင်သွားကြတာပေါ့ကွယ် အဲ့ဘာကြီးထထငါတို့မှစားစရာကုန်နေတိတိတော့ခုရအောင် ဒီနေ့အတွက်မှာတော့သူတို့လှုပ်ရှားရများနေတာပေါ့အဖာရဲ့အမကိုရှားမှာရောသူတို့စားဖို့တသိရနဲ့ရေကိုလည်းရှားမှာရောပေါ့ကွယ်အဲ့ရရောရှားဖို့အတွက်သူတို့ညောင်ဟာအဲ့ရနုံနုံချင်းထွက်ခဲ့ကြတာပေါ့သူတို့ညဟာတောတစ်ဖက်ချင်းကအတိအများကြီးရှိနေအောင်သွားနေကြတာပေါ့ ကူရေငါပတ်စာနေပြီကွာမင်းအသိရဘယ်မှာလဲ ရောက်ပါပြီကော့ဟိုမှာငါတို့တစ်ခါရဲစားကြကြမယ်ပြီးရင်မင်းထဲထည့်ပြီးညစာနေနဲ့တိုင်ဝါကြမယ် အေးအေး သူတို့နှစ်ယောက်စလုံးဟာတတိကိုစားလိုက်အိတ်ထဲကိုထည့်လိုက်နဲ့ပျော်ရွှင်နေကြတာပေါ့ကွယ် ကူရေအသိရတော်တော်ချူရပဲနော် ငါပြောတာပဲဒီနေရာမှာအသည့်အများကြီးရှိအကုန်ချို့ပါတယ်လို့ အေဖာတတိကိုအများကြီးစားပြီးတော့ရေးစားလာတာပေါ့ ကူရေဒီနားမှာရေးရှိလား အေးရှိရတော့ခက်ရအောင်ငါလည်းရေးစားတယ်မင်းကြည့်ထားခဲ့လိုက်လေးရ နေအောင်စလုံးကရေးစားနေရကြောင်းအတူတူရီသွားခတ်ကြတာပေါ့ကွယ်အေဖာနဲ့ကူကူဟာရီသွားတော့ကြပြီးသိမကြခင်မှာပဲနှစ်ယောက်သားပခုံးဖက်ပြီးပျော်ပျော်ရွှင်ရွှင်နဲ့ပဲပြင်လာခဲ့ကြတာပေါ့ ဘာဖြစ်လို့လဲကူ မင်းကိုတရားယူသွားရဲ့အဖိုင်အဲ့ထက်မှတတိလည်းပါသွားပြီကဲနိုင်တော့လေးခုပြင်ကြပါပေါ့ နှစ်ယောက်စလုံးဟာအသေးကိုနန်တလောက်တဲပြီးစိတ်ပြက်လက်ပြက်နဲ့သူတို့ကိုလေးစီကိုပြန်သွားနေကြတာပေါ့ကွယ်ကဲဒီနေ့တော့ပုံမင်းလေးကဒီလောက်ပါပဲနော် မမလည်းကောင်းနေလို့ဒါနဲ့သူတို့ကိုသူ့ကိုရလေ မလိုက်ပဲကြာသိရမှာပေါ့မောင်လေးရဲ့